အဆင့်3နေရာကိုအပိုင်ယူသွားခဲ့တဲ့ Manchester United Manchester United ကတော့ Michael Carrick ရဲ့လက်ထက်အင်္ဂွင်းနိုင်ပွဲဆက်မှုတွေနဲ့အတူအမတ်ပေးစရာအဆင့်3နေရာကိုအပိုင်သိမ်းလိုက်ပြီးပဲဖြစ်ပါတယ်။တနင်္ဂနွေနေ့ည8 နာရီခွဲအချိန်မှာတော့ Champions League ဝင်ခွင့်အတွက်အဓိကရှင်ပြိုင်နေကြတဲ့ Manchester United အသင်းနဲ့ Aston Villa အသင်းတို့ဟာ Manchester United ရဲ့အင်္ဂွင်း Old Trafford မှာရှင်ပြိုင်ကစားခဲ့ကြပါတယ်။ဒီပွဲစဉ်မှာတော့ Manchester United အသင်းဟာ Casemiro, Matheus Cunha နဲ့လူဆောင်ဝင်ကစားသမား Benjamin Sesko တို့ရဲ့သွင်းဂိုးတွေနဲ့အတူ Aston Villa အသင်းကို3ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ Aston Villa အသင်းအတွက်ခြေပေါက်ဂိုးတစ်ဂိုးကိုတော့ပွဲကစားချိန်64မိနစ်မှာကွင်းလယ်ကစားသမား Rob Barkley ကသွင်းယူပေးခဲ့ပြီးတော့ဒီဂိုးမှာဆိုရင်လည်းဒိုင်လူကြီးရဲ့အဆုံးဖြတ်ချက်ကမေကွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့ Manchester United ရဲ့ကွင်းလယ်တိုက်စစ်ကစားသမား Bruno Fernandes ဂိုးဖန်တီးမှုနှလုံးနဲ့အတူအထူးခြေစွမ်းပြကစားခဲ့ပြီးတော့တရာသီအတွင်းဂိုးဖန်တီးမှု16ကြိမ်အထိရရှိခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်လဲ Manchester United ရဲ့ဂန်နိုဝင်ကစားသမားကြီး David Beckham ရဲ့ Manchester United အတွက်တရာသီအတွင်းဂိုးဖန်တီးမှု15ကြိမ်ကိုရာသီပိတ်ဖို့10ပွဲအလိုမှာကျော်ဖြတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့်ပဲ Manchester United အသင်းဟာအဆင့်4နေရာက Aston Villa အသင်းကို3မှတ်အဆင့်5နေရာက Liverpool အသင်းကို5မှတ်နဲ့အဆင့်6နေရာက Chelsea အသင်းကို6မှတ်အသီးသီးဖြတ်တောက်ထားနိုင်ခဲ့ပြီးတော့ Champions League ဝင်ခွင့်1နေရာအတွက်အခြေအနေပိုမိုကောင်းမွန်လာခဲ့ပြီပဲဖြစ်ပါတယ်